အိမ်နင်းကဒဲကြဆိုတော့အိမ်ကမုန်းဒီတာလီဇောပါမင်္ဂလာပါစဝတ်ဒီခါနော်ဒီမဒီနေ့မနေ့စောကြီးတက်ကြတာပေါ့ဒီရခိုင်မုန်းဒီသုံးစားမယ်ဒါမုန်းဒီအနေနဲ့မယ်ဒါလူချင်းအလုံးကိုတော့ဒီမှာစက်တနီဒီမှာငရုတ်တီးဒီရောပြုတ်ပြီးတော့ထောင်းပြီးတော့ဒီချက်ထားတာပေါ့ငပိနဲ့ရခိုင်တော့အစင်တော့စီမပါဘူးနော်လုံးဝစီမပါဘူးဒီမှာပြမယ်နော်ဒီမှာကြည့်ဒီမှာမကြီးရယ်ဒါတော့ပဲလွယ်ချင်းလေးပဲအကုန်ထည့်လိုက်ပြီနော်အကုန်ထည့်လိုက်ပြီနော်မကြီးရယ်နည်းနည်းထည့်မယ်စားရချုံမိုးတွေကကျွန်တော်တခါလေးအကုန်ထည့်ရတာနော်စားရပါတယ်ကကိုယ့်အောင်ထည့်ဖြိုးနေ my friend မောရှိုင်ကြလိပြီဒီအဲ့ဒါကမမိုးဆိုင်နေညမကျော်ဆိုင်ကိုတတိယလိပြီမရခိုင်တော့စစ်ပေါ်ရခိုင်တော့ဆိုရင်ဟိုတွေပါတယ်ပါဆိုငဖေပေါ့ရခိုင်မှာဆိုငဆိုးလို့ခေါ်တယ်ငဖေဆိုးရဲ့ပြီးဝက်စီကိုကြော်ထားတာပေါ့အစီချောင်းကြော်ထားတယ်ဝက်စီဖက်ပေါ့ဝက်စီဖက်တွေပါတယ်ပေါ့ရခိုင်တော့ဒါရခိုင်တော့စင်တော့ဘာစီချက်မှမပါဘူးနော်ဘာစီချက်မှမပါဘူးနော်ရခိုင်တော့စစ်ဘေးရခိုင်တော့ရတာနော်ရခိုင်တော့ရတာနော်ရခိုင်တော့စစ်ပါရခိုင်တော့ရတာနော်မနေ့စောကြီးတက်ကြရတာဒါအဲ့လိုပဲဖြစ်တယ်လို့တုတ်စားလို့ရတယ်နော်မိုက်ပါတယ်ခင်ဗျာဖြိုးနေဝေးငါနားပဲတဲ့ဆယ်ပဲစင်တော့ဒါရခိုင်တော့စင်တော့စီလုံးဝမပါဘူးရခိုင်တော့ကတကယ်တည်းဆိုင်နေမှာကြတော့ဟွာလေဖောင်းပြီးတော့တခြားအနှစ်နဲ့ပေါ့ဘေးသူအနှင်းနဲ့ဆိုတော့မုန်းတီတွေထည့်လို့ရတယ်လေဒီမှာမုန်းတီအရင်မရှိတော့ရေဟာနဲ့ပဲဆွာပါပဲဒါရခိုင်တော့နော်ရခိုင်တော့ခဏနော်ကဲရခိုင်တော့ဆွဲပြီးနော်ပြီးတော့ပြီနော်ရခိုင်တော့နော်အဲ့ဒါရခိုင်တော့ပဲရခိုင်တော့စစ်ပဲလားရခိုင်တော့ထားတာနော်စီလေးမပါဘူးဒါရခိုင်တော့စစ်ပဲဒီနေ့ဆိုင်ထဲမှာတက်ကြတဲ့ဟာလေးပေါ့ရခိုင်တော့လို့စီပဲမထိဘူးနော်ရခိုင်တော့ကျမနဲ့ညီညွတ်တယ်ဒါပေမဲ့ပေမုံနည်းနည်းထဲအောင်ပေမုံမရှိဘူးခမအဲ့မလို့ကောင်းတယ်โอเคဒါဘောမှာဖြစ်တယ်လို့သုံးစားတာပေါ့ဘာ